တခါမှာတော့အစိတ်မွေကကြိုက်ပြီးသေးတော့မှာပဲအဆကလူတွေပြောတာဒီလူကလူသက်သမားပင်လယ်ပေးမှလွမြောက်ပေးမယ်ဒီနေ့မစ္စဝေတို့နဲ့တူတိပိခံရသောဆင်းရဲဒုက္ခနဲ့မတိပဲခံရသောဆင်းရဲဒုက္ခဆိုတဲ့ကောင်းစီနဲ့နှုတ်ကပတ်တော်ဝေမျှချင်ပါတယ်ဒီစနီလန်းကိုသွားရင်အမြန်ယထာစီးရတဲ့ထိတ်လက်ရင်ထိတ်ဖွယ်ရိုလာကိုစတာတရယထာရှိပါတယ်ဒီယထာဟာမှောင်မဲနေတဲ့လှိုင်ကူထဲတွန်းတွန်းရင်တက်လိုက်ဆင်းလိုက်သွားရတဲ့အင်မတန်မှထိတ်လန့်ဖွယ်ကောင်းတဲ့ယထာဖြစ်တယ်ကျွန်တော်ကဒီယထာကိုအဲလီမှာတစ်ခါဖလော်ရီဒီမှာတစ်ခါတူဂျူမှာတစ်ခါစီးဖူးပါတယ်ပထမဆုံးအဲလီမှာမှုဆောင်တုံးကစီးကြရအောင်ဆိုပြီးဆုံးဖြတ်ရတာတဲလူမတက်ဖြစ်တော့တာပဲယထာကပြုတ်ကျတော့မလို့နဲ့စီးနေလိုက်လာရအမလေးဖျားသခင်ရဲ့ကဲတော်မူပါအသက်ရှင်ပြန်ထွက်လာလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်လည်းမရှိတော့ဘူးအရန်ကိုမှစစ်ပင်မှန်ပြီးကြောက်စရာကောင်းလှတယ်ဒုတိယအကြိမ်စီးတဲ့အခါမှာတော့တိပီတာမှုဟိုဖဲလက်ရင်လဲတက်လိုက်နေလိုက်လှုပ်ရင်လဲကြိုတိပီတာမှုတိတ်မကြောက်တော့ဘူးနောက်ပိုင်းတူဂျိုမှာစီးတဲ့အခါမှာတော့စိတ်ထဲညင်သက်သွားပါပြီဘယ်လောက်ဆူညံပလောက်ကျန်းတန်းလှုပ်ရမ်းအောက်ဆင်းပေါ်တက်ပြုတ်ကြမတက်လှုပ်ခါနေလဲကိုကဒီရထားရဲ့အကြောင်းတိပီတာမှုကြောက်စရာမလိုတော့ပေါ့လူဘဝလည်းဒီလိုပါပဲကိုကယထာကိုမသိပဲစီးပါကကွက်ကခက်ခဲများစွာပြတ်တန်းသွားရင်စုံစမ်းခြင်းဒုက္ခဆင်းရဲတွေ့ကြုံရတဲ့အခါဆိုရင်ကြောက်စမှုကြောင့်မှရုန်းကန်ရတာဖြစ်တယ်။ဒါမဲ့တိပီစီးပါကဒါကတော့စုံစမ်းခြင်းဖြစ်တယ်။ဒီစုံစမ်းခြင်းရဲ့ကြလကဘယ်လိုမျိုးလဲဆိုတာသိရင်ဆိုရင်ကြောက်ရွံ့မှုမှလွတ်မြောက်ပြီးပို့လို့တော့စိတ်ညစ်တဲ့ခြင်းရမှာဖြစ်တယ်။တမန်တော်ပေါလုရဲ့ရောမခရီးစဉ်ကိုဖြစ်တယ်။သူကဂျေရုဆလင်မှာတရင်ကောင်းဝေ900မှယူဒလူမျိုးများကဖမ်းဆီးကြပြီးတေလူမတက်ရိုက်နှက်ခြင်းခံခဲ့ရပါတယ်။အဲ့ဒီချိန်ကဂျေရုဆလင်မှာတက်ဆွဲထားတဲ့ရောမစစ်တပ်ကရောက်လာပြီးအတင်းဆွဲထုတ်ကယ်ထုတ်ခဲ့ပါတယ်။ပြီးတော့နောက်နေ့မှာကောင်းစီခမ်းမှာရှိပရိုဟိညာစတုကဲများဖာရီရှိများနဲ့တန်တပပူတွေစူရဲတဲ့အလဲမှာစစ်စေးမြင်းချင်းခံရပါတယ်စစ်စေးမြင်းပြီးနောက်မှာတော့သူကပြန်လာပြီးညနေပိုင်းမှာဆူတောင်းရဘုရားသခင်ကကောင်းကင်တမန်ကိုဆေးဖြစ်ပြီးသူ့ကိုဒီလိုပြောပါတယ်တမန်တော်ခန်းကြီး23ရက်စက်တင်ဘာနေ့ပြန်နေ့ညတွင်သခင်ဖျားသည်ပေါ်လူနာနဲ့ပေါ်လာတော်မူတဲ့ပေါ်လူမဆိုရင်နဲ့ငါရဲ့အကြောင်းအရာကိုတင်တီ0စနေမျိုးနဲ့တက်တက်ခံပြီးတည်ပြီးသူရောမမျိုး၌လည်းခံရလေဦးမည်ကိုမတော်မူ၏ရောမမျိုးကိုဘယ်လိုသွားမလဲမသိဘူးအဲ့ဒီခက်ခါတော့ကလင်းစီးရတာလည်းမဟုတ်ဘူးခုခက်လို့တတရာစင်းနဲ့ခီးသွားလည်းမဟုတ်ပါရွှက်လေတင်ဘောကိုစီးပြီးရောမကိုတွားရတာမို့ဘယ်လိုရောက်မကိုရောက်နိုင်မယ်ဆိုတာလဲမမှန်းဆက်နိုင်ဘူးဖြစ်တယ်။ဒါအပြင်တွားနေချိန်မှာဘယ်လိုဒုက္ခခက်ခဲတွေရင်ဆိုင်ရမလဲဆိုတာမသိနိုင်ပေမဲ့ဘုရားသခင်ကတမန်တော်ပေါလုကိုယေရုရှလင်မြို့မှာကျူးတင်ရောမတွားကကဲတာဖင်ရှိမှရရမယ်လို့မြင်တော်မူပြီးဖြစ်တယ်။ဖျားသခင်အလိုတိုင်းလမ်းလျှောက်တယ်ဆိုမဲ့လည်းလမ်းခီအတွင်းဒုက္ခဆင်းရဲနဲ့မုန်တိုင်းတွေကမဖြစ်မနေရောက်လာတာဖြစ်တယ်လူတွေကထင်ကြတယ်ငါကဖျားသခင်အလိုတိုင်းအသက်ရှင်ပါကလုံးဝမုန်တိုင်းဒုက္ခမတက်ခိုက်ပဲတတရာဖြစ်မယ်လို့တွေးကြပေမဲ့အဲ့လိုမဟုတ်ပါဘူးဖျားသခင်အလိုကိုတည်ပြီးအဲ့ဒီတိုင်းလမ်းလျှောက်တဲ့လမ်းခီမှာလည်းအကွက်ကောက်များစွာဆုံဆန်းဆန်းသက်ချင်းတွေရောက်လာတာဖြစ်တယ်ဒုက္ခမုန်တိုင်းကအသက်တာမှာမလွဲမရှောင်နိုင်ရောက်လာတာဖြစ်တယ်ကျိုးတိပြီးရင်ဆိုင်ရတဲ့မွန်တိုင်းကစိတ်ချစွာကြော်ဖြတ်နိုင်ပေမဲ့မျောလင့်မထားတဲ့မွန်တိုင်းကတိုက်ခတ်လာတဲ့အခါမှာတော့စိတ်ထဲမှာနာကျင်မှုစိတ်ပြတ်မှုကန်စားစေပြီးတခါတလေဘဝကိုအရှုံးပေးရန်ဖြစ်လာတာဖြစ်တယ်။ဒါကြောင့်တမန်တော်ပေါလုဟာရောမသို့ထွက်သွားရာဘယ်လိုမွန်တိုင်းဒုက္ခခက်ခဲမျိုးရင်ဆိုင်ရပေမဲ့နောက်ဆုံးရောမရောက်မှကိုကြိုတင်ဖျားသခင်ကတိပိပိဖြစ်တဲ့သူကအသက်ရှင်သည်ဖြစ်စေသေသည်ဖြစ်စေအောင်မြင်သည်ဖြစ်စေပျက်စီးသည်ဖြစ်စေကြီးပွားသည်ဖြစ်စေဆွရွတ်သည်ဖြစ်စေရောမကိုတွားမယ်မြေထဲပင်လေတင်မောရီစီကြောင့်ဘလောက်ကြမ်းတမ်းပါစေဘလို့မွန်တိုင်းတိုက်ခတ်ပါလေစေဘလောက်နာကျင်ချင်းတွေ့ကြုံပါရစေသူကရောမကိုကျင့်သိပေါ်သွားမယ်ဆိုတာသိနေတယ်။ဘာကြောင့်လဲဆိုတော့စကြဝဠာဖန်ဆင်းစဉ်ဖျားသခင်ကပေါလုကိုမြင့်တော်မူရာသူကရောမသွားပြီးကဲတာဖင်တရားစီရင်ခုံရှင်းမှရက်ချင်းတည်ဖျားသခင်ရဲ့အလိုတော်ဆိုတာပြောလို့ဖြစ်တယ်။ဒါကြောင့်တမန်တော်ပေါလုကသူ့ကိုခေါ်ဆောင်သွားတဲ့ရောမတက်မှုယူလီနဲ့အတူအခြားအကျဉ်းသားများစွာနဲ့သိမ်းမောစီးကြပြီးရောမတို့ထွက်သွားကြပါတယ်။ဒါပေမဲ့
တင်ဘောကကာလူလီမင်းဆိုတဲ့နေရာရောက်တဲ့အခါနွေရာသီကုံလို့ဆောင်းတွင်းဝင်ပြီးမို့တမန်တော်ပေါ်လူကငါဆုတောင်းချက်အရဒီတင်ဘောကပြင်းထန်သောလေပြီးမုန်တိုင်းတိုက်ခတ်နိုင်တဲ့အန္တရာယ်ရှိတာမို့မထွက်သွားပဲကာလူလင်းမင်းမှာဆောင်းတွင်းကိုဒီမှာနေပြီးမျိုးဦးရောက်မှထွက်သွားတာကောင်းပါတယ်လို့တိုက်တွန်းနှိုးဆော်ပေမဲ့တပ်မှုနဲ့တင်မောပိုင်ရှင်ကမဟုတ်ဘူးလို့ငြင်းပါတယ်ငါတို့ကပင်လေရေလန်းချောင်းကောင်းကောင်းသိတယ်မင်းကရေလန်းချောင်းသိတာမို့လို့ဝင်ပြောတာလဲဆိုပြီးတော့တကြွထိုးကာလူလင်းမင်းမှာထွက်သွားကြရာကရတေကျွန်းတို့သွားပြီးဆောင်းကာလကိုလွန်စေကြမည်လို့ပြောတာဖြစ်ပါတယ်ကရတေကျွန်းတို့သွားတဲ့အချိန်မှာကုန်းမြေပြင်မှာပူရုကလွန်တဲ့အမည်ရှိပြင်းထန်သောလေပြင်းမုန်တိုင်းတိုက်ခတ်လာပါတော့တယ်။တဟုန်ထိုးလေပြင်းမုန်တိုင်းတိုက်ခတ်လာကတိမ်မောကသူသွားရလမ်းကြောင်းပျောက်သွားပြီးလမ်းကြောင်းဘလို့မှရှာမတွေ့တော့လို့ဒီတိုက်ရဖက်သူတိမ်မောကိုလွတ်ထားဒီလှိုင်းနဲ့မျောသွားရင်နှဲကြတဲ့အခါတိမ်မောသားတွေကကုန်ပစ္စည်းအလုံးကိုပြင်းနေထဲပြချလိုက်ကြတယ်။သုံးရက်ကြာတဲ့အခါမှာတော့တိမ်မောတက်စားတွေကိုလည်းအကုန်လွှင့်ပစ်ကြတယ်ပြီးတော့အသက်ရှင်ရမျှော်လင့်ချက်မရှိတော့ပါနေလကျင်းခတ်တာကိုမမြင်ရတော့ပဲဘိုးတဲ့မုန်တိုင်းကြားမှာတိမ်မောကပင်လယ်မှာမျောပါသွားတော့တယ်အလွန်စစ်ပြတ်စရာမျှော်လင့်ချက်မဲ့နေတဲ့အခြေအနေထဲရောက်သွားတယ်လူတွေကလည်းမိတ်ဆွေတို့မျော်လင့်ချက်မဲ့ရင်လက်ခံဘာဖြစ်မှမသိတော့ရင်စိတ်ပြက်အားလျော့သွားတာပဲဖြစ်တယ်အဲ့ဒီတင်မောစီကြတဲ့စစ်သားတွေတင်မောပိုင်ရှင်ကပတင်အကျဉ်းသားတွေအားလုံးတယောက်မကျန်မျော်လင့်ချက်ပြတ်ကုန်ကြတယ်မျော်လင့်ချက်မရှိတော့ဘူးကောင်းကင်တခွင်မဲနဲ့မှောင်မိုက်နေတဲ့မောင်တိုင်းကလည်းအရန်ကြမ်းပြီးဆူညံပလော့နေတဲ့လှိုင်းတွေကလည်းအရန်ကြီးတယ်တင်မောကဘယ်ချင်းပျက်စီးနေမျိုးမလဲမသိတော့ဘူးအဲ့ဒီတင်မောစီးတဲ့လူတွေထဲမှာမှစိတ်ငြိမ်သက်လုံခြုံမှုရှိသူကတော့တမန်တော်ပေါ်လူပဲဖြစ်ပါတယ်ကိုခန္ဓာကတော့အင်မတန်မောပန်းနဲ့မူးဝေကအန်ကြတဲ့လေးလင်းကအစာလေးမစားနိုင်ပဲအရန်နာကျင်ခဲ့ပေမဲ့ပေါ်လူကတဆုံတစ်ခုကိုတိနေတယ်ငါကတော့ချင်းတေပေါ်ရောမကိုတွားမှာတင်မောကရေထဲနှိမ့်ညွတ်သွားလဲပင်လေအောက်မှလမ်းလျှောက်ပြီးရောမကိုတွားမယ်ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကယေရုရှလင်မြို့မှာမိန့်တော်မူတာကပေါ်လူရဲ့မင်းကတော့ရောမတွားပြီးရောမကဲတာဖရင်တရားစီရင်ခွန်ရှေ့မှာရရမယ်လို့ပြောတာကြောင့်ကောင်းရင်ပြူလဲတွားပြီးမိကြီးပစ္စည်းသွားတော့ဘုရားသခင်နှုတ်ထက်စကားကတော့ချင်းတေပြဆုံမှာကိုသိနေတယ်ဒါကြောင့်ပေါ်လူကတည်ပြီးအဲ့ဒီမွန်တိုင်းကိုရင်ဆိုင်ခဲ့တယ်ဘယ်လောက်မွန်တိုင်းကျမ်းမာစေငါကတော့ရောမကိုတွားမယ်ဒါကြောင့်တင်းဘောကညမြမတွားဘူးပင်လေတစ်ခုလုံးလှိုင်းတွေဝင်ရောက်တိုက်ခတ်လဲကျဲကတော့မပြည့်စည်နိုင်ဘူးဖျားသခင်တူရှိတော်မူတယ်တမန်တော်ပေါ်လူတယောက်ပဲစိတ်ချလုံခြုံမှုရှိတယ်ကျန်တဲ့လူတွေကတော့နေပြန်အတွက်မသိနိုင်တော့ဘူးသူတို့ညမြပြီးသေတော့မယ်လို့တွေးကြတာမျိုးစိတ်ပြတ်ကြတဲ့မျိုးလင်းချက်မဲ့ကမျောလင်းချက်ကိုဆွန့်လွတ်လိုက်ကြတော့တယ်တမန်တော်ပေါ်လူကတော့ဘုရားသခင်နဲ့ဂျေဇုတင်ပြီးချီးမွမ်းကိုးကွယ်ကအဲ့ဒီတော်တွင်မှာလည်းဘုရားသခင်ကကောင်းကင်တမန်စီတွေ့ပြီးပေါ်လူကိုအားပေးခဲ့တယ်တမန်တော်အခန်းကြီး20:20မှာယခုတင်ဆက်တချင်းရှိကြတော့အကြောင်းမူကားတိမောဆောင်ချင်မတပါတင်လို့တွင်ပဲသူညအသက်မဆုံးရတမန်တော်20:24မှာလည်းပေါ်လူတင်မဆိုးရင်နဲ့ကဲတာပြင်ရှိတို့ရောက်ရမယ်တင်နဲ့တူပင်လေကူတော့သူပေါင်းလို့ဘုရားသခင်တင်ရပြီးတော့မှုပြီးဟုဆိုရင်ထိုးချောင်းချင်းလူတို့တချင်းရှိကြလို့ငါအမင်းတော်မူတည်တိုင်းဖြစ်လိမ့်မည်ဟုငါသည်ဘုရားသခင်ကိုမြှပြည့်ယုံချင်းရှိလူပေါင်း296ရက်အဲ့ဒီတင်မောကိုစီကြရာ15ရက်တော်တွင်မုန်တိုင်းလှမ်းနံလူလင့်ခန်းစားကြရင်ဘာမှမစားနိုင်ကြဘူးတမန်တော်ပေါ်လူကသူတို့ကိုဒီလိုပြောပါတယ်ဒီတင်မောကမပြည့်စည်နိုင်ဘူးမင်းတို့တရားမျှစပင်းတမီမျှတော့မပြောက်စေရဘူးအာတင်ထားကြပါငါကိုကွယ်တော့ငါရဲ့ဖျားသခင်ကငါစီကောင်းကြီးတမန်စီလွတ်ပြီးဒီလိုဖြစ်မဲ့လို့အတည်ပြုပေးခဲ့တယ်ဒါကြောင့်မို့မကြောက်ပါနဲ့ပေါ်လူကအရင်ဆုံးကျေးဇူးတော်ချီးမွမ်းဆုတောင်းပြီးမုံကိုဖဲစားလိုက်တော့ကျန်တဲ့လူတွေလည်းစားတော့ပြီးစိတ်ငြိမ်သက်လာကြတယ်အားလည်းပြင်ဖြစ်လာတယ်အဲ့ဒီမီလီတေဆိုတဲ့ကျွန်းသူရောက်သွားနိုင်မှာပဲဖြစ်တယ်ကျွန်တော်တို့လောကမှာသက်ရှင်နေတာလည်းတစ်ခုပဲရှိတယ်ကျွန်တော်တို့ဘွားလန်ခီကိုမလျှောက်ခင်မှာကြိုတီးပြီးရှောက်ရမှာဖြစ်တယ်ဖျားသက်ခင်လူတော်ကိုတီးပြီးရှောက်လှမ်းမှာကလန်ခီမှာဘလောက်ပဲရေလှိုင်းကြမ်းတမ်းပြီးမုန်တိုင်းတွေတိုက်ခိုက်လာလဲစိတ်ချလုံခြုံစွာရှောက်နိုင်တာပဲဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ကဖျားသခင်အလူတော်ကိုမသိပဲဘွားလန်ခီရှောက်လမ်းပါကကျွန်တော်တို့စီရောက်လာတဲ့မြေတွေ့နိုင်သောဆုံဆန်းခြင်းနဲ့ဒုက္ခဆင်းရဲတွေကြောင့်နောက်ဆုံးမှာပျက်စီးသွားတတ်ကြတာပဲဖြစ်တယ်တရားတန်ချက်ပြီးစိတ်ပြအားလျှော့မျောလင်းချက်နဲ့နေကြတာဖြစ်တယ်တမန်တော်ပေါ်လူကဒါကြောင့်ဘွားခီလန်ကိုကြိုတီးရင်6လမ်းတော်မှာဘယ်လိုဆန်းသက်မှုခက်ခဲကြုံတွေ့ရလဲမျက်စိတောင်မတုံလို့ခဲ့ပါဘူးလေရဲတိုက်ဆန်းမှာခိုင်းတပိုးရက်ခတ်ကျန်းဆန်းမှာမြေထက်ပင်နဲ့ကြီးခန့်ပြဆန်းမှာဒီလိုဆိုရင်တော့
ငါကတော့ရောမကိုသွားမှာဒီလိုအာယူရဲရင်နိုင်တာဖြစ်တယ်ဒါနဲ့မီလီတေကျွန်းတို့ရောက်သွားတဲ့အခါမိုးရွာပြီးချမ်းတဲ့အတွက်လူတွေကခြုံပြီး6ကိုစုပြီးမိဖို့ကြတယ်ပေါ်လူကခြုံ6ကိုကောက်ပြီးမိထက်လိုက်တော့လက်ထဲမှာတွေ့ကပ်နေဒါကြည့်လိုက်တဲ့အခါမှာအရန်ကိုမှကြောက်စရာကောင်းတဲ့အစိတ်ရှိတဲ့မွေကလက်ကိုကိုက်ပြီးတွေ့ကပ်နေတယ်လူတွေအားလုံးကဆောင်းရသေးပြီးနဲ့ထိုင်းချောင်းဝင်ဆိုင်ပြီးအသက်ရှင်ပေမဲ့ဒီတစ်ခါမှာတော့အစိတ်မွေကကိုက်ပြီးသေးတော့မှာပဲအဆကလူတွေပြောတာဒီလူကလူသက်သမားပင်လယ်ဘေးမှာလွတ်မြောက်ပေမဲ့ဖျားသခင်ကသူ့ကိုအသက်ရှင်ခွင့်မပေးလို့မွေကိုအသုံးပြုပြီးတရားစင်တာလို့ထင်ကြတယ်ဒါနဲ့ပေါ်လူကမွေကိုဒီတိုင်းပဲမိထက်ခါချလိုက်တယ်ပြီးတော့သူဘလို့မှလည်းမနေဘူးဘာမှလည်းမဖြစ်ဘူးလူတွေကပေါ်လူကိုလှမ်းကြည့်ကြတယ်ကျင်းသိပေါ်တကူလုံးဖောရောက်လာပြီးလူလင့်ကတိမားလို့ဘာမှလည်းမရောက်လဲလည်းမကြပဲရှိနေတော့ဟေးဒါလူလည်းမဟုတ်ဘူးတကူရှိရဲ့လူဖြစ်တယ်မြင်ရတဲ့မိကုန်းကမတူတော့ဘူးပေါ်လူကဘာဖြစ်လို့အစိတ်ရှိတဲ့မွေကကိုက်လဲမျက်စိတောင်မလှုပ်တာလဲကိုကဘလောက်စိတ်ရှိတဲ့မွေကိုက်လဲမသေးမကိုဖျားတခင်ကရောမတွားရမယ်လို့ပြောလို့ဖြစ်တယ်မီလီတေကျွန်းမှာမွေကိုက်ပြီးတေးပါကဖျားတခင်နှုတ်ကပတ်တော်မပြီးဆုံးတော့မဟုတ်ဘူးလားလူတွေထင်တာကအစိတ်မြင့်တေးမှာပဲလို့သိကြပြီမယ်ပေါ်လူကအစိတ်ထက်ပိုပြီးထက်တော့ဖျားတခင်ရဲ့နှုတ်ကပတ်တော်ရှိနေတယ်လေမီလီတေကျွန်းမှာရောမတို့တွားရမှာမို့ဘလောက်ပဲအစိတ်ပြင်းတဲ့မွေကငါကိုခန္ဓာကိုတွေ့ကတ်လဲပဲငါမသိဘူးဖျားသခင်ရဲ့အလိုတော်ကိုသိပါကဘယ်လောက်အခက်ခဲဒုက္ခနဲ့ရင်ဆိုင်ရလဲပဲကြော်လွှားနိုင်တဲ့စိတ်ထဲကယုံကြည်ခြင်းနဲ့တတိကရှိနေတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့စိတ်ထဲမှာဖျားသခင်ရဲ့အလိုတော်ကိုသိပြီးအသက်ရှင်ခြင်းဒီတကယ်ပဲအောင်မြင်သောအတ္တတာအတွက်အရေးကြီးဆုံးသောလူအချက်ပြင်ဖြစ်ပါတယ်။နှစ်တီအခန်းကြီးလေးငယ်ဆက်ရှိမှာပေါ်လူကဒီလိုပြောတာဖြစ်ပါတယ်။သူတို့၌ပြည်တင်တော်မူပါစေနဲ့လူပေါင်းတို့တည်ဆွပြချတော်လဲဒီတနာတော်ကိုအကုန်စင်ဟောပြော၍ခတ်သိမ်းသောလူမျိုးတို့တည်ချသိစေခြင်းငါသခင်ဖျားတည်ငါဖက်မှန်နေငါခွန်နဲ့ပြည်ဆုံးစေတော်မူသောကြောင့်ချင်းသိကတွင်မှာကဲနှုတ်ချင်းချမ်းသာကိုငါရဲ့ဤသူမြတ်မကသခင်ဖျားတည်မကတော့အမှုရှိသမျှကိုငါကိုကဲနှုတ်၍မိမိကောင်းကြီးနိုင်ငံတော်တို့တိုင်အောင်မဆပ်ပူဆောင်တော်မူလိမ့်မည်ထိုသခင်ဒီကပါဆက်ဆက်ဘုံကြီးတော်မူစေတည်းအိန္ဒိယမှာတရင်ကဟောတဲ့အသက်89နှစ်ဖိုးတသနာပြုဆရာကြီးကဦးနောက်ယောဂလေးပြတ်မှုကြောင့် USA တို့ပြန်သွားပါတယ်သူ့ကိုကတင်ပေါ်မှာတင်ကြပြီးကိုလည်းမလှုပ်နိုင်စကားလည်းမပြောနိုင်အသက်ကအရင်ကြီးလို့အိုမီနွမ်းနေတယ်ဒါမဲ့သူကမရွှေ့လျာမတုံလို့တော့ယုံကြည်ခြင်းရှိသူဖြစ်တယ်ငါကအိန္ဒိယမှာတရင်ကောင်းဝင်မျှရန်ဖျားသခင်ကခေါ်ချင်းခံသူမို့တေးနောက်အိန္ဒိယမှာတည်မယ် USA မှာမတည်ဘူးငါကလုံးဝဒီယောဂမှာတက်တာပြီးဖျားသခင်ကငါရဲ့အဆုံးသတ်တတ်မမဲ့နေတိအင်္ဂုကလေးတရင်ကောင်းကိုဆက်လက်ဟောမယ်ဘယ်လောက်ထိတောင်ဖျားသခင်အလိုတော်ကိုပိုင်းခြားသိတဲ့အတွက်အသက်89နှစ်မှာဒီဖြတ်ယောဂကြောင့်မလှုပ်ရှားနိုင်တော့ပေမဲ့အဲ့ဒီယောဂဒီဖြတ်ယောဂနဲ့နာမကျန်းမှုကိုကြောလွှားနိုင်တဲ့ယုံကြည်ခြင်းနဲ့အတူစိတ်တိုက်ထိုယောဂတွေနဲ့ fight ပြီးယောဂလေးဖြတ်ယောဂဖြစ်ရာကနေထပ်လာပြီးအိန္ဒိယတို့တည်ငကောင်းဝေပြန်ရပြန်သွားနိုင်တယ်အသက်69နှစ်ရှိပြီဖြစ်တဲ့ Stanley John ကတော့အိန္ဒိယရဲ့သူတော်စင်တသနာပြုဆရာကြီးဘယ်လိုကြောင့်ဒီဖြတ်ယောဂကိုကြောလွှားနိုင်ပြီးအိန္ဒိယကိုပြန်သွားနိုင်ပါလဲဖျားသခင်ရဲ့အလိုတော်ကိုသိတဲ့အတွက်ကြောင့်ဘလပဲအသက်ကြီးပါစေဘလပဲလေဖြစ်ပါစေဘလပဲနာကျင်ခက်ခဲပါစေငါကဖျားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်မယ်ဆိုတဲ့သိချတော့ပြမရှိတဲ့အတွက်သူကံကြမ္မာချင်းကိုကြော်လွှားနိုင်တာဖြစ်တယ်နီမရီယာဆိုသူကစတန်လီဂျွန်စီရဲ့အထူးပတိမှဒီလိုမှတ်တမ်းရေးခဲ့တယ်ဖျားသခင်ကသူ့ဘဝဆုံးသက်မပေးမချင်းသူဘယ်တော့မှမကြနာဘူးကောမတော့မချခဲ့ပါဘူးမွေးစာတီမြေဒီ USL မဟုတ်အိန္ဒိယလည်းမဟုတ်ပဲယေရှုခရစ်တော်သားလည်းဖြစ်တယ်လို့ပြောပါတယ်သူကအိန္ဒိယတို့အင်္ဂလိပ်ဟောရန်ဖျားသခင်အလိုတော်ကိုတည်ထားသူမျိုးလေးဖြတ်ယောဂနာမကျန်းချင်းနဲ့အသက်အရွယ်ကိုမမှုပဲအဆုံးထိကြော်လွှမ်းနိုင်သောစွမ်းအားရှိခဲ့တာဖြစ်တယ်ဒုတိယကမ္ဘာစစ်ပြီးဥရောပမှာတန်းကြွေတထေးတွေအယောက်4000ကိုတထေးဖြစ်စေတဲ့အကြောင်းကြီးသူသိတနာလူဖူးခဲ့ကြတယ်သူတို့ကဘလို့ဖြစ်လို့တန်းကြွေတထေးဖြစ်လာရတာလဲမေးလိုက်တော့မေးခွန်းကိုတူညီစွာဒီလိုဖြေကြားခဲ့ပါတယ်နံပါတ်1အနေနဲ့စီးလင်းတိကျတဲ့ပန်းတိုင်တစ်ခုရှိတယ်ဘဝမှာအသက်ရှင်တဲ့အခါတိကျရှင်းလင်းတဲ့ပန်းတိုင်ကရှိလို့ဘလို့အခက်ခဲတွေနဲ့ရင်ဆိုင်ကြုံရလဲပန်းတိုင်ကိုညှို့မှန်းပြီးဆက်သွားနိုင်တာဖြစ်တယ်နံပါတ်2အနေနဲ့စထဲမှာ vision ရှိရမရှိတဲ့အရာရှိတဲ့ကဲ့သို့မျောလင်းတဲ့အိမ်မက်ရှိပြီးမျောလင်းချက်နဲ့အသက်ရှင်တဲ့လက်တွေ့ဘဝရဲ့ဖြစ်အားကြောင့်မကြားရှုံးမဲ့လက်တွေ့အခြေအနေကိုစစ်ပြအားမငယ်ပဲအိမ်မက်ကဘာထဲမှာမျောလင်းရဲ့အသက်ရှင်တယ်
နံပါတ်3အနေနဲ့အဲ့ဒီဘန်တိုင်းကိုအကောင့်ထဲပို့ဖို့အစွမ်းကုန်စူးစမ်းအားထုတ်ပြီးအဆုံးထိသိခံတဲ့ပြတ်သားသောဘန်တိုင်းရှိတဲ့အခါဘလို့အခက်အခဲဒုက္ခလည်းသိခံနိုင်စွမ်းရှိတာပဲဖြစ်တယ်။တမန်တော်ပေါ်လူကရောမတ်တို့သွားမယ်ဆိုတဲ့တိကျပြတ်သားသောဘန်တိုင်းရှိပြီးကဲတာပင်ရှိမှာရရမယ်ဆိုတဲ့ vision ကိုသူစိတ်ထဲမှာထင်ရှားရွရွကြွကြွရှိနေရဖြစ်တယ်။ဒါကြောင့်သူကဘယ်လိုဆုံးဆန်းချင်းစမ်းသပ်ခြင်းနဲ့အောင်မြင်နိုင်ပြီးသိခံကကြော်သွားနိုင်ပြီးရောမတ်ထိသွားရောက်နိုင်တာဖြစ်တယ်။ဘဝခီလန်းမှာတိပြီးရှောက်ရတာနဲ့မတိပဲရှောက်လန်းတာဟာမိုးနဲ့မြေလူကွာခြားချက်ရှိပါတယ်။တမန်တော်ပေါလုကရောမတ်တို့သွားရမယ့်ကိစ္စဟာဖျားသခင်ရဲ့အလိုတော်ဆိုတာမတိပါကမိုးတဲ့မုန်တိုင်းကြားမှာတည်နိုင်ပြီးမီလီတေကျွန်းမှာအစိတ်ရှိတဲ့မွေကြိုက်တုံးကမိမိကိုယ်ကိုစိတ်တက်ကြအားလျှော့ကမွေစိတ်ကြောင့်လဲကျပျက်စီးသွားနိုင်ပါတယ်။ဒါပေမဲ့လုံးဝကိုစိတ်ထဲမှာတိကျပြတ်သားသောပိုင်းတိုင်းကရှိနေတာဖျားသခင်ကငါ့ကိုရောမတ်တို့ဆေလွတ်တဲ့ကဲသာပြင်ရှေ့မှာရက်တဲ့ vision ကတက်ကြွလွမ်းတယ်။ဒါကြောင့်မိုးတဲ့မုန်တိုင်းကြလာလဲလှိုင်းတပိုးရိုက်ခတ်လဲသင်္ဘောကနောက်ထပ်ပြီးသွားလဲပဲမီလီတေကျွန်းမှာအစိတ်ရှိတဲ့မူရကြိုက်လဲပဲမတုံမလှုပ်နိုင်ခြင်းဟာဖျားသခင်အလိုတော်ကိုရှင်းလင်းသိပြီး vision ကပြတ်သားကသူ့ရဲ့စိတ်ထဲမှာခိုင်မာတဲ့ယုံကြည်ချက်ရှိလို့ပဲဖြစ်တယ်။ကျွန်တော်တို့အသက်တာမှာလည်းအဲ့ဒီလိုအသက်ရှင်ပါကဘဝမှာအောင်မြင်တော်သူဖြစ်နိုင်တာပဲဖြစ်ပါတယ်။ဖျားသခင်သည်လမ်းပြပြီးတော့ဖျားရှင်ဖြစ်တော်မူတယ်။ဖျားသခင်သည်ကဲတင်တော်ဖျားရှင်ဖြစ်တော်မူတယ်။ဒီဖျားရှင်ဟာမဲမှောင်ပြီးဘာမှမမြင်ရတဲ့အချိန်မှာကျွန်တော်တို့နဲ့အတူရှိတော်မူသောကြောင့်ဘေးအန္တရာယ်ကိုမကြောက်ဘူးလို့ကျမ်းစာကပြောတာပဲဖြစ်တယ်။ယောရှုအခန်းကြီး1ငယ်9မှာငါမှားထားသည်မဟုတ်တော့အာယူရဲ့ရဲရင်ချင်းရှိတော့မကြောက်နဲ့စိတ်မပြတ်နဲ့တွားလေရရနိုင်သည်ဖျားသခင်ထာဝရဖျားရှိသူမိန်တော်မူ၏။ဟေပြဲခန်းကြီး73နေမှာအကြောင်းမူကားငါပြီးတင့်ကိုမစွန့်တင့်ကိုအလင်းပြည့်ရမထားဟုဂတိတော်ရှိ၏ဒီဖျားသခင်ဂတိတော်ကိုစိတ်ထဲမှာတင်ထားပြီးဘဝလန်းခီးလျှောက်လှမ်းပါကဘဝမုန်တိုင်းတိုက်ခတ်လည်းမကြောက်တော့ပါအစိတ်တောက်ကကြိုက်လည်းမကြောက်တော့ပါကျွံပွားနဲ့နေတော့မတရားဆွတ်ခိုင်းတော့ထောင်ထဲရောက်သွားလဲမကြောက်တော့ပါဘာကြောင့်လဲဆိုတော့ဖျားသခင်အတူရှိတော်မူတော့ကြောင့်ဖြစ်တယ်မုန်တိုင်းထန်တဲ့ပြည်နယ်မှာလည်းဖျားသခင်အတူရှိပြီးအစိတ်ရှိတဲ့မူကြိုက်တဲ့နေရာမှာပြီးဖျားသခင်အတူရှိတယ်ကျွံပွားဖိနှိတ်ခံနှင်းကြခြင်းလည်းဖျားသခင်အတူပါရှိပြီးထောင်ထဲရောက်ပါကလည်းဖျားသခင်အတူရှိတယ်ကိုယ့်ရဲ့ရှေ့မှာမဲမှောင်နေတဲ့သင်မင်းအရေးတို့ရှော့သွားခြင်းလည်းကိုတော့တူပါရှိပြီးအဲ့ဒီနေရာမှာလမ်းဖွင့်ပေးကကတဲ့ချင်းကောင်းကြီးဟူပေးတာဖြစ်တယ်ဒါကြောင့်ဘေးအန္တရာယ်မကြမှာကိုကြိုသိပြီးစိတ်ချငြိမ်သက်နိုင်တယ်ကျွန်တော်တို့အရှိတောင်လေးအနောက်မြောက်တွေတိုက်ခိုက်ခြင်းစုခင်းလန်းကိုဖျက်သွားရခြင်းဘာလို့ရမှန်းမသိတော့ပေမဲ့အရာခတ်သိမ်းကိုသိတော်မူသောဘုရားရှင်ကငါနဲ့အတူရှိနေတာဖြစ်တယ်ဒါကိုယုံကြည်ရမှာပဲဖြစ်တယ်ဒါကိုသိရှိပြီးနားလည်တဘာပေါ်မှာဖြစ်တယ်ဒီလိုဆိုရင်မစ်ဆွေတို့ရဲ့ယုံကြည်ခြင်းဟာအသက်ရှင်တဲ့ယုံကြည်ခြင်းဖြစ်လာမှာပဲဖြစ်တယ်ဖျားသခင်တည်တည်နေတဲ့ဖျားရှင်မဟုတ်ပါဘူးဖျားသခင်တည်ဘာသာရေးဆိုင်ရာဖျားမဟုတ်ပါဘူးစကူရင်ဆန်တဲ့အယူဆဆန်တဲ့ဖျားလည်းမဟုတ်ပါဘူးခုဒီနေရာမှာလေကဲ့သို့အတူပါရှိသောဖျားရှင်ဖြစ်တဲ့ဆာလန်ခန်းကြီး40အငယ်နှစ်မှာပျက်စီးရတွင်တဲ့အလွန်ဆိုးသောရှင်ထဲကငါကိုဆယ်နှုတ်ပြီးလင်ငါခြေတို့ကိုကြောက်ပေါ်မှာတည်ငါခြေရတို့ကိုတီးစေတော်မူ၏ဟေရှာယခန်းကြီး40အငယ်30မှာမဆိုးရင်နဲ့ငါတီတင်းဖက်မှရှိမကြောက်နဲ့တင်းဖျားသခင်ငါတီတင်းကိုခံခံစီမီတင်းကိုဆောင်မမီငါတစ္ဆာလက်ချလက်ဖြီထောက်မမီလို့မိန့်တော်မူတာပဲဖြစ်တယ်ဒါကြောင့်မို့ဖျားသခင်တူပါရှိခြင်းကိုသိရှိပါကအလုံးတော်ဒုက္ခခေတ္တနာတဲ့အကြောင်းရင်းရှိတဲ့ဆိုတာသိရှိကကျွန်တော်တို့ရဲရင်စွာရင်ဆိုင်နိုင်တာဖြစ်တယ်ကျွန်တော်တို့စီရောက်လာတော့ဒုက္ခခေတ္တနာတွေကအကြောင်းရင်းရှိပါတယ်အကြောင်းရင်းမရှိဘဲနဲ့ကျွန်တော်တို့ဘဝဖြစ်စီတည်စီလို့တဲ့သဘောမဟုတ်ပဲဖျားသခင်တူပါရှိတာမို့ဒီဒုက္ခခေတ္တနာကိုအသုံးပြုပြီးကျွန်တော်တို့ကိုကြိုးရှိစေရန်ရည်ရွယ်တယ်ဒုက္ခခေတ္တနာဖြစ်ဖျားသခင်ကကျွန်တော်တို့ကိုနှိမ့်ချတော်မူပြီးဆုံးဆန်းခြင်းနဲ့လုပ်တော်မူကနောက်ဆုံးကောင်းချီးပေးရန်အတွက်လက်ကျင့်သက်ဆင်ပေးတာဖြစ်တယ်သူထင်းရှင်မရှိဘဲနဲ့ဆင်းရဲဒုက္ခခဲကြုံတွေ့ရရင်ကျွန်တော်တို့စိတ်ပြအားလျှော့ပေမဲ့သူထင်းရှင်ရှိရသားနဲ့ဒုက္ခခဲရင်ဆိုင်ရခြင်းသည်ကျွန်တော်တို့ကိုသက်ဆင်စေပြီးလက်ကျင့်ပေးနေတာပါလားကျွန်တော်ကိုအံဖွယ်ကြီးမှတော့ကောင်းချီးပေးမယ်ဆိုတဲ့ယုံကြည်ချက်ကိုဆွဲကင်နဲ့စံသက်ဆုံးဆန်းခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်ကြော်လွှားနိုင်တာဖြစ်တယ်တရားဟောရာခန်းကြီးရှိအငယ်56မီးမွေကင်းမီကောက်များရေးမရှိအနာထင်ရဲ့အရက်ကြောင့်မဲ့ဖွယ်တော့တောကြီးအလယ်၌တင်းကိုပို့ဆောင်ရေးမိပါ
ကြောက်ထက်ကရေကိုထွက်စိတ်တော်မူထားသောတင်းကိုနှိမ့်ချဆောင်ဆန်း၍နောက်ဆုံး၌ကျေးဇူးပြုလို့သောငါတင်း၏ဘိုးဘေးမတိပူသောမာနနဲ့တောင်းကျွေးမွေးတော်မူသောတင်း၏ဖျားသခင်ထားဖျားလို့ပြောတာဖြစ်တယ်။ဖိန့်ဆရာတော်ကဖျားသခင်ကသူ့လူတွေကိုတောကန္နရာမှာလမ်းပြရခြင်းအကြောင်းရင်းဒီနံပါတ်1တောကန္နရာရဲ့စံတတ်မှုအဖြစ်မိမိကိုယ်ကိုဘယ်လောက်အားနေပြီးမပြည့်စုံတယ်လဲဆိုတာသိစေဖို့နှင်းချတ်တဲ့စေရန်လို့ပြောပါတယ်။ဆွန်ဆန်းချင်းနဲ့ဒုက္ခခက်ခဲရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ဘယ်လောက်အားနေပြီးမပြည့်စုံတော်လူသားလဲဆိုတာသိစေပြီးမိမိကိုယ်ကိုအာမကိုပဲမဝါကြွားစေရန်ဖြစ်တယ်။နံပါတ်2ဖျားသခင်ကဘယ်သူလဲသူ့ရဲ့ဘုံတကူဒီဘယ်လောက်ထိအစွမ်းရှိကြောင်းကိုတောကန္နရာခေလန်ဖြစ်တွေ့ကြုံစေရန်ဖြစ်တယ်။တောကန္နရာဖြတ်သွားဖူးမှပဲဖျားသခင်ရဲ့တကူကိုလက်တွေ့ခန်းစားသိရှိနိုင်မှာဖြစ်တယ်။အမောင်ရှိမှပဲအလင်းရဲ့တံပိုးတည်ရတယ်လို့အခက်ခဲမွန်းချက်မှုရှိမှပဲလေအေးမြချင်းရဲ့တံပိုးကိုတည်ရန်ဖြစ်တယ်။ဒုက္ခခက်ခဲရှိမှဒုက္ခခက်ခဲထဲမှာလွတ်မြောက်ခွင့်ပေးတဲ့ဘုရားသခင်ရဲ့တကူကိုကိုယ်တိုင်တွေ့ကြုံနိုင်တာဖြစ်တယ်။ဒါကြောင့်မို့သူထင်းရှင်ကကျွန်တော်တို့နဲ့အတူရှိသောကြောင့်သူကတောကန္နရာဖြစ်ဖြတ်တန်းစေတဲ့အခါအဲ့ဒီအတွေ့အကြုံအဖြစ်ကျွန်တော်တို့ရဲ့မာမာနောက်ကိုချိုးဖြတ်တော်မူပြီးနှင်းချတက်လာစေကယုံကြည်ခြင်းကိုလည်းခံရစေတော်မူတယ်။နောက်ဆုံးမှာတော့ကောင်းချီးပေးတော်မူမယ်ဆိုတဲ့တေချာသောယုံကြည်မှုရှိသောကြောင့်အားတင်းရဲနိုင်တာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ကသူထင်းရှင်ရှိသောကြောင့်ဘုရားသခင်ကိုချစ်တော်သူအလိုတော်တည်တော်သူအတွက်အရာခတိတီကောင်းကျိုးအတွက်ဆိုတာယုံကြည်နိုင်တာဖြစ်တယ်။ယန်သူရှိမှလည်းကျွန်တော်တို့အတွက်ဆုကျေးဇူးပြုစင်ပေးတော်မူတာဖြစ်တယ်။ယန်သူဆိုလို့လူပဲယန်သူမဟုတ်ပါဘူး။နာကျင်စရာချင်းနေစစ်စင်းရဲ့ပင်ပန်းစရာချင်းနေရောက်လာရင်တော့အဲ့ဒီအရာကျွန်တော်တို့တက်တာတဲ့ဘဝကိုဖယ်ရှားတက်လို့ဖြစ်ပေမဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့အကျိုးတက်ပဲဆိုတာသိရန်ဖြစ်ပါလေ။ယန်သူများရှင်းမှောက်မှာပြီးဘုရားသခင်ဟာကျွန်တော်တို့တဲ့စပွဲကိုပြင်ဆင်ပေးတော်မူပြီးစီးဖြစ်ကောင်းကိုလင်းပေးတော်မူတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ခွက်ဖလားရှန်လဲရှိတယ်လို့ပြောတာဖြစ်တယ်။မိခါခန့်ကြီးခွန်နဲ့ရှိမှချင်းရဲ့ဒီမှာပုံမှာဝါကြောပါများချင်းမရှိနဲ့ငါလည်းတော်လည်းထောက်ပြီးမှောင်မိုင်းနဲ့ထိုင်ရတော်လည်းထားပြပြီးငါရဲ့လင်းချတော်မူလိမ့်မယ်။သူတန်ကြံထိုင်ခြင်းဆက်လေးနဲ့ဆက်ချောင်းမှာဖြတ်မတော်သူဒီခုနှစ်ကျင်းလဲတော်လဲထပ်ပြန်လေးနဲ့မတရားတော်သူမကလဲတော့အခါဆုံးရှုံးလိမ့်မယ်လို့ပြောတာပဲဖြစ်ပါတယ်။ကြိုတိနေတော့ဒုက္ခဆင်းရဲခက်ခဲကတော့မျောလင်းချက်နဲ့ vision ကရှိပါတယ်မသိပဲရင်ဆိုင်ရတော့ဒုက္ခခက်ခဲကတော့စိတ်ပြတ်ခြင်းနဲ့နာကြည့်ခြင်းပဲရှိတာဖြစ်တယ်။ဒါကြောင့်မို့မိတ်ဆွေတို့ကျွန်တော်တို့ဘဝလန်ခီလျှောက်တဲ့ခါကြိုတိပြီးရင်ဆိုင်ရမှာဖြစ်တယ်။တင်ပြီးအရေးလျှောက်သွားတဲ့ခါမှာလဲတယောက်တည်းသွားတော့မဟုတ်ပဲကိုရောအတူပါစီချင်းကိုသိရမှာဖြစ်တယ်။ကိုရောတဲ့ထဲမှာတဝဲနဲ့လန်နန်တော်ရှိတဲ့အတွက်ကိုမသိတော့လမ်းကိုလမ်းပြတ်တော်မူပြီးကိုမသိပဲကေတချင်းစုကျေးဇူးပေးသနာတာကိုသိရှိစေတာဖြစ်တယ်ဒီလိုဆိုရင်ကျွန်တော်တို့အားလုံးရဲရင်ဆိုင်နိုင်တာဖြစ်တဲ့အရာခတ်သိမ်းတီကောင်းကျိုးအတွက်ဆိုတဲ့ဒေချာတော်ယုံကြည်ခြင်းရှိပြီးကျွန်တော်တို့ကမျက်ရည်ကျလဲဝမ်းမြောက်ပြီးညီတွားရင်းနဲ့ပြင်ကျေးဇူးတင်တက်ကချီးမွမ်းလက်အသက်ရှင်နိုင်တာဖြစ်တယ်ဒုက္ခမရှိတဲ့ဘဝဆိုတာလောကမှာမရှိပါဘူးလူသားအားလုံးနဲ့များဆုံဆန်းခြင်းနဲ့ခက်ခဲပြဿနာဒုက္ခဆင်းရဲခြင်းကိုကြုံတွေ့ရတာပါဒါမဲ့ကိုရောအတူပါရှိခြင်းကိုသိပြီးကိုရောရဲ့ခံဝေးနဲ့လန်နန်တော်ဒီကိုနဲ့အတူပါရှိခြင်းကိုသိပြီးဘဝခရီးခက်ခဲဒုက္ခရင်ဆိုင်ရခြင်းနဲ့ကိုတယောက်တည်းရင်ဆိုင်ကကိုရောမပါဘူးလို့တွေးတဲ့လူနဲ့ရလကတော့မိုးနဲ့မြေလိုကခြားတာဖြစ်တယ်ကိုရောကမိတ်ဆွေတို့နဲ့အတူရှိနေတာဖြစ်တယ်ကိုရောကိုအသိမှတ်ပြုလိုက်ပါကျိုးဆိုလိုက်ပါမိမိအတ္တတာတို့ဖိတ်ခေါ်လိုက်ပါအရာခတ်တင်ကိုရောထံယုံကြည်အနံ့ပြီးအားကိုလိုက်ပါမျက်စိစုံမိပြီးကိုရောကိုဆွဲကင်ထားပါမိတ်ဆွေတို့မတိတော့လမ်းကိုလမ်းဖွင့်ပေးတော်မူပြီးမိတ်ဆွေတို့ဉာဏ်ဖြစ်မနှိနိုင်တော့ကဲတင်ချင်းစုကျေးဇူးကိုပေးသနာတော်မူတာဖြစ်တဲ့အဲ့ဒီတမန်တရားမှန်တရားကိုသိရှိပြီးအသက်ရှင်ရအောင်အဲ့ဒီတမန်တရားကိုယင်ထဲမှာဆွဲကင်ထားပြီးအသက်ရှင်ရအောင်ဒီလိုဆိုရင်ရဲဝံ့စွာအောင်မြင်တော့အသက်တာကိုရှောင်နိုင်မှာဖြစ်ပါတယ်